Frankfurt နဲ့ပွဲမှာနံပါတ်6နေရာကိုဘသူအပိုင်စားရသွားမလဲ။လီဗာပူးကတော့ Frankfurt ကွင်းမှာချန်ပီယံလိပွဲသွားကစားရပါတော့မယ်။တချို့သောပရိသတ်တွေ TV ကနေတခြားအသင်းတွေကိုကြည့်ရှုအားပေးနေရချိန်မှာလီဗာပူးပရိသတ်တွေကတော့ကွင်းထဲအရောက်သွားအားပေးရတော့မှာပါ။ဒီပွဲမှာကွင်းလက်အဖြတ် Gravy ကဒဏ်ရာကြောင့်မလို့ပါဝင်နိုင်မှာမဟုတ်ပါဘူး။ဒဏ်ရာဆိုပေမဲ့လည်းအရန်ကြီးပြင်းထန်တာမျိုးတော့မဟုတ်ဘဲနဲ့weekend မှာကစားမယ် Brentford နဲ့ပွဲမှာတော့ပြန်လည်ပါဝင်လာဖို့မျှော်လင့်ရတဲ့အခြေအနေမှာရှိပါတယ်။ပြောရရင်ဒီပွဲမှာမျက်စုတို့အနေနဲ့ Gravy ကကွင်းလယ်အဖြတ်နေရာမှာအကောင်းဆုံးကစားသမားဖြစ်ပြီးတော့သူမပါရင်ရောအသင်းပုံစံကဘလို့ပြောင်းလဲသွားနိုင်မလဲဆိုတာကိုမြင်တွေ့ရတော့မှာပါ။ချန်ပီယံလိပွဲစဉ်3ဖြစ်တဲ့ Frankfurt နဲ့ပွဲစဉ်ကတော့ဒီဟာဒီမှာ Gravy လွဲချော်တဲ့စတုထမြောက်ပွဲစဉ်ဖြစ်လာပါတယ်။ Palace နဲ့ Community တိုင်းလူပွဲမှာ Gravy လွဲချော်ပြီးတော့ဘုံမောက်နဲ့ပွဲမှာသူဇနီးကရင်သွေးလေးမွေးတို့လွဲချော်သလိုစော်တနန်နဲ့ပွဲမှာကတော့အနားရထားတာဖြစ်ပါတယ်။သူမပါတော့နံပါတ်6နေရာအတွက်ရွေးစရာကစားသမား2ဦးရှိပါတယ်။အင်္ဂလန်သားကာတီစ်ဂျုံနဲ့ဂျပန်ကွင်းလယ်လူအမ်ဒိုလိုပဲဖြစ်ပါတယ်။အမ်ဒိုကလည်းဒဏ်ရာကင်းသွားပြီဖြစ်ပြီးတော့ဒီပွဲအတွက်လိုက်ပါလာပါတယ်။ဒါပေမဲ့အမ်စလော့ကတော့ကွင်းလယ်လူကာတီစ်ဂျုံကိုပဲပွဲထုတ်လာဖို့ရှိပါတယ်။နောက်ပိုင်းပွဲတွေမှာကာတီစ်ဂျုံကအမ်စလော့ရဲ့ယုံကြည်မှုကိုရရှိနေပါတယ်။ Frankfurt နဲ့ပွဲစဉ်မှာလည်းနံပါတ်6နေရာမှာကာတီစ်ဂျုံ၊နံပါတ်10နေရာမှာ Florian Wirtz နဲ့နံပါတ်8နေရာမှာဆိုဘိုတို့ကိုထားပြီးတော့သုံးလာနိုင်ပါတယ်။ဒီကွင်းလယ်အတွက်ဖက်ကဘလောက်အထိအလုပ်ဖြစ်မလဲဆိုတာကိုဒီညမှာစောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ရှင်။